ကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာကျွန်တော်တို့သစ္စာရှိဖို့လိုတယ်ဘယ်အခက်အခဲတွေပဲရှိကိုယ့်ရဲ့ professional ပေါ်မှာသစ္စာရှိဖို့ဟာအလွန်အရေးကြီးကျွန်တော်တို့က company ပေါ်သစ္စာမရှိခိုင်းဘူးအဖွဲ့အစည်းပေါ်သစ္စာမရှိခိုင်းသေးဘူးကိုယ့် professional ပေါ်တော့သစ္စာရှိစာရေးဆရာလို့ပြောရင်စာရေးတဲ့အလုပ်ကိုသစ္စာရှိရစိုက်ကားနဲ့နေတဲ့ဆရာကြီးကစိုက်ကားကိုချစ်ရစိုက်ကားကိုချစ်ရဒါမှအုံတော်ဖြစ်လာမယ်တိုးတက်လာမယ်အောင်မြင်လာမယ်ကိုယ့်ရရာနေကိုယ့်ရအောင်ချစ်ရဒီနေ့မန္တလေးမှာအောင်သမားကြီးဥအောင်ဟိုတနေ့ကပဲကျွန်တော်ပန်တော့ပြောတယ်ဥအောင်ကကိုယ့်ရတွေကကိုယ့်ရအောင်ချစ်တယ်ရွှေဆိုင်လုံးမှာရွှေဆိုင်ကိုချစ်တာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့ကိုယ့်ရစိုင်းဘုတ်ကလေးသူချိတ်ထားတယ်ကိုယ့်ရရတယ်လည်း very happy ပျော်ပျော်ပါးပါးရတယ်အချင်းဆိုပြီးကိုယ့်ရတယ်သူကိုယ့်ရရောင်းတော့လည်းအဲ့တော့ဘယ်လို့အခက်အခဲတော့ရှိမယ်သို့တော့ကိုယ့် professional ကိုချစ်ဖို့နဲ့အခက်အခဲတွေကြုံလာတဲ့အချိန်မှာဒီ professional ပေါ်မှာကျွန်တော်တို့ရဲ့ confidence ဟာဘဝအောင်မြင်တိုးတက်ရေးအတွက်အရေးကြီးပါလူတွေအားလုံးကတော့ကျွန်တော်တို့ယုံကြည်စေခြင်းတဲ့အတိုင်းယုံတော့လုပ်လို့မရဘူးကျွန်တော်တို့ဖျားသခင်မဟုတ်ဘူးကျွန်တော်လူတိုင်းကြောက်လို့မှကျွန်တော်အောင်မြင်မယ်လို့ပြောရင်လင်းတိုင်းညောဟာယူပြီးတည်သွားဖို့ပဲရှိတယ်